ဖြတ်ပြီးသား ဟုတ်ပါဘူးတမပြောမယ်အဲ့နှစ်ပွင့်ဆိုင်ကိုအထူးလည်းမလုပ်နဲ့အဝါလေးလုပ်လိုက်အယောင်ပြောင်းသွားအောင်အဲ့ဒါမှခါအပန်းရောင်လေးဒီပဲအဲ့လိုလေးလုပ်လိုက်အဲ့ခုတူပါလားအဲ့ခုတူပါလားမလို့တော့ရှင်းပါနော်လာမင်းတရားဥဆွေဆွတို့ရဲ့အလူအတွက်ကွန်းတော်ပန်းတော်စီစဉ်တင်ဆက်စီစဉ်နေကြတဲ့ဒါဥဇော်ကြီးရဲ့အုပ်စုဖြစ်ပါတယ်ခင်ဗျာဆိုင်ကယ်ဆရာဥဇော်ကြီးအိမ်မှာပါဒါအန်တီစိမ့်တို့ရွာအန်တီစိမ့်အမျိုးတွေပေါ့ဗျာပွင့်ပြူသူလေးတွေပါရှင်ဒါပွင့်ပြူသူလေးတွေပါပွင့်ပြူသူလေးအော်စကတိလို့ကြည့်တယ်ဟုတ်မှာကျွတ်အောင်ရှင်ပါကွာဘာစိတ်တက်လို့စလိုက်တယ်မြန်မာမှုမြန်မာဟန်မြန်မာယဉ်ကျေးမှုနဲ့အညီကွန်းအောင်ပန်းအောင်ကိုတည်တည်ချာချာစေရနာပါပါတင်ဆက်ချင်လို့တဲ့ကျွန်တော်တို့ဆိုင်ကယ်ဆရာဥဇော်ကြီးကသူတို့ပွင့်ပြူကအမျိုးတွေကိုခေါ်ပြီးတော့ကွန်းအောင်ပန်းအောင်ထုတ်ခိုင်းတာပါဗျာလာမင်းတရားကိုဆွေထွန်းရဲ့အလူတော်မင်္ဂလာအတွက်ပါခင်ဗျအကျူပေးလိုက်တယ်လေ မြန်မာယဉ်ကျေးမှုထိမ့်သိမ့်တဲ့အနေနဲ့ကွန်းအောင်ပန်းအောင်ကိုစနေတကျတင်ဆက်တာပါခင်ဗျာအောက်ဖက်ကကြည့်တယ်ဒီအောက်ဖက်ကဟိုမှာဘိုးရဲ့ဟာလေးရောဘိုးရဲ့ဟာလေးရောရှိတယ်အဲ့ဒါမရှိဘူးဒါလက်ကပြင်းလို့ဟိုရိုက်နေလိုက်တော့အဲ့လိုပြင်းတော့ဒီလက်အပြင်းတိုင်းဟုတ်ကဲ့ဒီလိုကြီးဒီလိုမျိုးလက်ကညောလို့ရင်တော့ရိုက်ပြီးတော့တွင်းပေါ်ရိုက်ပြီးတော့ပြင်းတော့ရိုက်လိုက်တယ်ပြေးပြေးတာလာမင်းတရားကိုဆွေထွန်းရဲ့အလူတော်မင်္ဂလာပွဲတွေဟဲ့မဲ့ကိုစောကြီးကိုယ်တိုင်ကတာလေးလောက်တာကွန်းအောင်ပန်းအောင်ကိုမြန်မာမှုမြန်မာဟန်တဲ့အိမ်မှာအလူကြီးတလူလူးနေသလိုပါပဲဗျာအကုန်လုံးစိတ်တင်းကြအဲ့မှာအန်တီစိတ်မျိုးတွေအကုန်လုံးထမင်းကျွေးပြီးတော့ဥဇော်ကြီးရဲ့စိတ်တင်းကြပါပဲဥဇော်ကြီးအိမ်မှာလည်းအလူတလူလူးနေတာပါပဲဗျာအဲ့လီဟာပွင့်ပြူကဥဇော်ကြီးအန်တီစိမ့်တို့ရဲ့အမျိုးတွေကိုဆွေထွန်းလူအတွက်လာပြီးတော့ပါရမီဖြည့်နေကြတာပါဗျဒါကတော့အဖျော်ဆရာကြီးပေါ့ဗျာဟောက်ပေါက်ကားဆရာပါဗျာကားဆရာကြီးအားလုံး26ရက်နေ့မနေ့ပြန်ညကြလဲပျော်ပျော်ပါးပါးစုံမယ်မနေ့ကနေ့လယ်မှာအလူလက်ပွဲကြီးလဲဆုံရမယ်လာမင်းတရားဥဆွေထွန်းတို့အလူတော်မင်္ဂလာပွဲပါဗျမျိုးအောင်စီဒီနဲ့မျက်နှာချင်းဆိုင်ညာလဲဧကန်ဆိုင်မင်းသားလေးတုဒ္ဒအောင်တို့ဩဘာဆန်းတို့ဘိသိက်ပြန်ကိုစောဝင်းလိုင်တို့လည်းပါတယ်ဗျဆရာထွားနဲ့ဥကြီးဆိုကတော့တရားတွေပေါ့ဗျာနတ်တရားပြမာတွေပေါ့ဗျာဟုတ်ပါအဲဒီကတော့လူတော့လာကြပြီလားဩဖိတ်လူလာခဲ့ကျုံတဲ့တူဝဲအောင်နေပါလေနဲ့ဖေးဖို့မှာလမ်းခေါ်နေပြီးတော့ဒီမှာနားတဲ့တရားပါကိုစင်းစင်းကြည့်လာခဲ့မြန်မာမှုမြန်မာဟန်ကွန်းအောင်ပန်းအောင်ထိုးတဲ့နီးစနစ်ကလေးကိုမတိမ်ကောမပပြအောင်ဆိုပြီးဒါမှတ်တမ်းတင်တာပါဗျဘာညာနဲ့လုပ်နေတာဒီလိုအကြိုက်ပဲနမတဲ့ဒီဘူရောလည်းမလေး
ရှင်းလုံး ဟုတ်တယ်ဗျဟုတ်တယ် ရှင်တိုင်းပေါ်ရှာကြတတ်တယ် အဲ တိုးလာမင်းတိုးလာမင်း ကြောက်ရောမျိုးလာမင်းတရားကိုဆွေထွန်းရဲ့အလူတော်မင်္ဂလာပွဲမှာဝင်းဝင်းလှုပ်အားပေးကြတဲ့ဆိုင်ကယ်ဆရာဦးစော်ကြီးအမျိုးတွေပါဗျာပွင့်ပြူကအမျိုးတွေပါပွင့်ပြူကအမျိုးတွေပါဗျာ အဲ့လိုလေးရမှာ အဲ အဲ့ဒါမှအဲ့ဆိုတော့အဲ့ဒါလေးရမှာပေါ်လဲပေါ်တယ်အဲ့ဒါ ကွန်းတော်ပန်းတော်လေးတွေ မမြုပ်ဘူးထားတယ်အယိုးတာနည်းနည်းလေးထွက်လာအဲ့လိုလေးအဲ့တော်လာတယ်တော်လာ မင်းသားလို့နေရအောင် ဘုရားဆုံးပြောပြီးပဲအာဘုရားဆုံးကငါ့ကိုဂုံပြီးပဲ အဲ့လိုမှသိလိုက်မ